Hi everyone, welcome back to my channel. I'm back with another Egyptian video. Let's get started. ကျွန်တော်ဒီနေ့ရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ဖိပူလီမြို့ထိုင်းနိုင်ငံဖိပူလီမြို့ပေါ့နော်64ရေမြောင်းရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျကျွန်တော်ခုလိုက်ပြမှာကျွန်တော်ဒီနေ့ရေသွားရှိုးမယ်ဗျာရေကူးမယ်ရေစော့မယ်ဒီနေ့ကတော့အိမ်နေရင်းနဲ့ပဲထွက်လာတယ်ဗျာကဲဒီမှာကျွန်တော်တို့နေရာဒီရမ်းပူတယ်ဗျာအဲ့တော့ကျွန်တော်တို့ရေရှိုးမယ်ရေကူးမယ်ဗျာနော်ဟိုမှာလဲဟိုးနားမှာလဲရေစော့နေတဲ့လူတွေရှိရဗျာရေကူးနေတဲ့လူတွေပေါ့ဒါတော့ကျွန်တော်တို့ရောက်ရှိနေတဲ့နေရာပေါ့ဗျာရမ်းအေးချမ်းတယ်ဗျာနားအေးပါအေးရှိရဗျာလူနေรู้สระเสียแล้วให้ในเงินมาไว้ที่ช้าในเงินมายานุเนี่ยไปดูงาอะไรเนี่ยนี่ที่ก็มีเขามีเลยจ้าไหมมาหาကျွန်တော်ကရေလာကူးတာမဟုတ်ပိတ်တက်လာရိုက်တာကျွန်တော်ဘလို့လာရိုက်တာပြင်းလို့ဆိုထွက်လာတိတ်ကကုတူတွေကတော့ပြန်ငါကြပဲပြန်ဖျက်အောင်တို့ရတော့ဆောင်းကတကောက်လို့ပြရတယ်ရေးရတယ်ကျွန်တော်တတိယလို့ထိုးဆဲတော့ကျွန်တော်ကင်တော့ချိုးတယ်ချိုးတယ်ကားနဲ့